ကျွန်တော်တဆင်းချောအောင်ကျွန်တော်အမှန်နေဗျပြီးခဲ့တဲ့နှစ်တွေတော့ကျွန်တော်ရားလက်တွေမကောင်းခဲ့ဘူးမင်းတို့ရားလက်တွေမကောင်းတော့တဆင်းချောဒါပေမဲ့အခုရားလက်တွေကောင်းနေတဲ့အချိန်မှာလေကျွန်တော်တို့ပြန်ပြီးတော့ run ပေါ်တင်ပေးတင်တယ်မတင်ပေးဘူးဆိုရင်တော့ကျွန်တော်ဖြစ်စေချင်တာတခုရှိရဲ့ကျွန်တော်တို့ MX ကို direct slot ပြင်အဲ့ MCD မှာမြန်မာဒုတိယရတယ်ဆိုရင်သွားပြအဲ့ဆိုတော့ fair ဖြစ်တယ်ကျွန်တော်ပြောကျွန်တော်ဒါကျွန်တော်တောင်းဆိုတာမလုံဘူးလို့ကျွန်တော်ထင်တယ်ဗျာဒါကျွန်တော်ရဲ့လူပိန်းတွေးလေးပါဗျာဒါကတော့ fair တယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုMA ဆိုတာလေ bro မြန်မာနိုင်ငံတကယ် date ကျဲအတင်းတွေမှာပြိုင်မယ် first year ရဲ့ကောင်တကယ်ကိုထိုက်တယ်နဲ့သွားပြိုင်မင်းတို့လက်ကလည်းဟိုနိုင်ငံတကာကိုပြိုင်ဖို့လက်မရှိလို့လားပေါ့ပြောနေတယ်ပေါ့ဗျာကျွန်တော်ကအဲ့လိုပြိုင်မယ်ဘောင်မရှိလို့ကျွန်တော်တို့လိုပေါ့ဗျာဗီဒီယိုတွေပေးစင်မှာတက်ဖို့ဘောင်မဝင်လို့လားအဲ့လိုထားလိုက်ဘောင်မဝင်ဘူးဆိုရင်ဘယ်လိုမြင်လဲလုံးကြီးနေတယ်လို့မြင်လားပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ bro ကျွန်တော်တို့အဲ့လိုမျိုး1ကိုဟိုတော့သွားပြီးတော့ပြိုင်ငါပြီးတော့2ကိုခုနပြောရဲဒုတိယရတဲ့ဥစ္စာ MCD ကိုသွားပြ MCD ကိုအဲ့ဘာဖြစ်လာဟိုသူတို့ဂျိုးသားရင်တခြား region ကောင်တွေလည်းဂျိုးသား fair and square chance လို့မြင်ဆရာအဲ့ဒါလေးကျွန်တော်တို့လိုမျိုးဒါ caster တွေ streamer တွေဒီ organizer တွေဆရာတို့လိုပရိသတ်တွေအကုန်လုံးညီညီညွတ်နဲ့တွန်းမှရမယ်ပြီးတော့ဆရာကျွန်တော်တို့ဒါကျွန်တော်တခြားကိစ္စတွေတော့မသိကိုလူကိုအကြောင်းမသိအောင်နော်ကျွန်တော်ဒီမှာ brother တွေအားပေးမှုတွေနဲ့ကျွန်တော်တို့အားချောင်းတွေလည်းဝင်ကြည့်သလားအဲ့လိုစောက်ခွက်ပြောင်းတွေလည်းဝင်ကြည့်အဲ့လိုမျိုးဝင်ပြီးအားပေးခဲ့ဒါပေမဲ့အကုန်လုံးပါဗျာကျွန်တော်ဒီတိုင်း live လေးနေဆိုလဲဝင်ကြည့်မှာမဟုတ်ဘူးဘာလို့လဲဆို mobile legend ကိုချစ်လို့ဒီ game ကိုချစ်လို့မြန်မာအသင်းကိုချစ်လို့လာကြည့်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့လိုဖြစ်နေလဲ bro ကပွဲမလာခင်ကျွန်တော်တို့စောင့်ကြည့်ပေးနေအောင်အဲ့ပြိတ္တအားကကျွန်တော်တို့ပြောတယ်အဲ့မှာလဲကျွန်တော်တို့ပြိတ္တအားကိုချပြအောင်ဆိုတကယ်လဲကိုရီလူတွေကလာကျွန်တော် record breaking တွေဖြစ်ခဲ့တယ်ဒီပဲ record breaking တွေဖြစ်တယ်ကျေးဇူးတင်တယ် congratulation brother တို့လည်းအများကျေးဇူးတင်တယ်အဲ့လိုမျိုးပြိတ္တအင်အားရှိတဲ့နေရာ